Hello Hello we we are are live live ဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါဆိုတော့ကျမတို့ညီမတွေရဲ့ဒါ90 day challenge ပေါ့နော်ဒီနေ့ကတော့ day 28ကိုရောက်လာပြီဆိုတော့တစ်လပြည့်ဖို့2ရက်ပဲလိုတော့တယ်ပေါ့နော်ဆိုတော့ဒီနေ့မှာတော့ကျမတို့ညီမ3ယောက်ပေါ့နော်တယောက်ကတော့ connection ကြောင့်ဝင်မလာသေးဘူးသူစားကတော့ဒါဂျူတီနဲ့တိုက်နေလို့ပေါ့နော်မဝင်ဒီနေ့မှာမပါဖြစ်ဘူးပေါ့လေနော်ဆိုတော့ကျမတို့ညီမတွေဒီနေ့မှာစိတ်ဝင်စားစရာကောင်းတဲ့ဒါအမေးများတဲ့မိကွန်းလေးတွေကို sharing လုပ်ပေးသွားမှာဖြစ်တယ်ပေါ့နော်ဆိုတော့အရင်ဆုံးကျမကိုပြန်ပြီးမိတ်ဆက်ပေးချင်ပါတယ်ကျမနာမည်ကတော့ဆွဆွဲဝင်းဖြစ်ပါတယ်အခုလက်ရှိစင်ကာပူမှာဒါ full time လုပ်တစ်ဖက်နဲ့ဒီ online စီးပွားရေးကို plan B နေနဲ့လုပ်ကိုင်နေတဲ့ business owner နဲ့ mentor တယောက်ဖြစ်ပါတယ်ရှင်ဆိုတော့မမိုးရေမိတ်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့ပါကျမတို့ရဲ့90 day challenge ဒီကနေရောအားလုံးပြန်လဲကြိုဆိုလိုက်ပါတယ်เนาะဟုတ်ကဲ့ပါကျမကတော့မမိုးသားဖြစ်ပါရှင်မြန်မာနိုင်ငံနေပြည်တော်အနေထားပြီးတော့အချိန်ပြည့်လုပ်တစ်ဖက်လည်းရှိတယ်ဒီစီးပွားရေးကိုလည်း plan B နေနဲ့အချိန်ပိုင်းဝင်ရောက်လုပ်နေတာဖြစ်ပါတယ်စီးပွားရေးကိုစိတ်ဝင်စားပြီးတော့မရောက်လေးလာနေကြတဲ့ follower တွေမိတ်ဆွေတွေအားလုံးကိုလက်တွဲကူညီပေးနေတဲ့ mentor တယောက်ဖြစ်ပါတယ်ကျေးဇူးတင်ပါရှင်ဟုတ်ကဲ့ပါဒါမိတ်ဆက်ပေးပြီးသွားပြီဆိုတော့ပေါ့နော်ကျမတို့ဒီ digital စီးပွားရေးကိုအခုနောက်ပိုင်းပေါ့နော်သိတဲ့သူတွေလည်းတော်တော်များလာတယ်စိတ်ဝင်စားတဲ့သူတွေလည်းများတယ်ပေါ့နော်ဆိုတော့စပြီးတော့ဒါစီးပွားရေးအကြောင်းကိုသိတဲ့သူတွေကကြတော့ဒါမေးကြတယ်ပေါ့နော်ဒီစီးပွားရေးကဘယ်လိုလုပ်ငန်းမျိုးလဲဘာပစ္စည်းတွေကိုရောင်းရတာလဲဘာတွေလုပ်ရတာလဲပေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးတော့ကျမတို့ကဒါ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့အရင်ဆုံး sharing လုပ်ပေးဖို့မမို့ဖိတ်ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဒီမေးခွန်းကလည်းတကယ်ကိုအမေးများတယ်ပေါ့နော်ဆိုတော့ဒီနေ့ကတော့ online စီးပွားရေးဆိုတာသိကြတယ်ပေါ့နော်ကျမတို့ digital business ဆိုတာဗာလဲနေ့ကင်းရတော့မှတရား TikTok ကမေးလို့ပါပြန်ဖြေလိုက်ရတယ်။ digital ဆိုတာလည်းဘာတွေလောက်ရတာလဲပေါ့နော်ဆိုဒီမေးခွန်းကတော့တကယ်ကို common question ပေါ့နော်ကျမတို့ရဲ့စီးပွားရေးလုပ်ငန်းအတွက်ကိုစိတ်လည်းအရန်ဝင်စားကြတယ်ပေါ့လေနော်။ဘာကြောင့်လဲဒီ digital ဆိုတော့ line ရဲ့နားထဲမှာပေါ့နော်သူကနည်းနည်းစိတ်နေသလားပဲဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီလုပ်ငန်းကတော့ဘာလုပ်ငန်းမျိုးလဲဆိုရင် franchise model ပေါ့နော်။ဒီစီးပွားရေးမှာfranchise model အမျိုးအစားဖြစ်ပါတယ်နော်ဆိုတော့ franchise model ဆိုတာကနော်ကဘာပေါ်မှာဒီဥပမာပြရမယ်ဆိုရင် McDonald ပေါ့နော်အဓိကဒီ McDonald နဲ့ဥပမာပြဖြစ်တယ်အဲဆိုတော့ဘာပေါ်မှာရှိတဲ့နိုင်ငံတွေအများကြီးမှာပေါ့နော်ဆိုင်ပြထားတယ်။ဘာလို့လဲရှိတဲ့နေရာမရှိဘူးလေနော်။အဲ့လိုဆိုတော့အဲ့ဒီကဘာလဲဆိုလို့ရှိရင်ဒီဆိုင်ပြပြတယ်လို့ပေါ့နော် franchise နဲ့ web ပြတယ်လို့အကိုရဲ့ရင်းနှီးထပ်ပြီးတော့ပေါ့နော်သူရဲ့ကွန်ပျူတာနဲ့အလုပ်လုပ်ရတာဖြစ်တယ်။နော်အဲ့ဒီတော့ဘာကဘယ်လိုလုပ်မလဲသူတို့ရဲ့ပေါ့နော်ဒီမှာရှိတဲ့အကုန်လုံးအခုပုံလုံးဒီအကုန်လုံးဒီမှာ system နဲ့ချိတ်ဆက်ပြီးသားစနစ်တကျပေါ့နော်သူတို့အကုန်လုံး format ချပြီးသားဖြစ်တယ်။အဲ့ဒီတော့ကိုကရင်းနှီးထက်လိုက်ရုံပဲပေါ့နော်ကြံတဲ့အကောင်ဒါစနာလေးပန်ပိုးပေးတာဖြစ်တယ်ပေါ့နော်။သူရဲ့ system နဲ့တွားမယ်သူ season တွေတက်ကြအလုပ်လုပ်တာဖြစ်တယ်ပေါ့နော်။အဲ့လိုပါပဲပေါ့နော်ကျွန်တော်တို့ရဲ့စီးပွားရေးလည်း franchise model အမျိုးအစားဖြစ်တယ်။အဲ့နော်ကိုကလုပ်ငန်းရှင်တရားဖြစ်ဖို့ဆိုရင် IT ပြီးတော့စီးပွားရေးကိုစတင်ရတာဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်တို့မှာက system ရှိပြီးသားပေါ့နော်ဒီ system တဲ့တစ်ခါလုံးရှိတဲ့လုပ်ငန်းရှင်တွေကဒီ system တစ်မျိုးတွေကိုပဲတုံးတယ်ဒီ system ဆိုတာလည်းတကယ်ကိုပါနော်သူတက်တာလို့ပြီးသားအောင်မြင်ပြီးသား system တစ်ခုဖြစ်တယ်နော်အဲ့လိုဆိုတော့ဒီ system ကိုတုံးပြီးတော့မှအဲ့ဒါပေါ့နော်အောင်မြင်နေကြပြီဖြစ်တယ်ပြည်စင်ရသွားတဲ့လူလည်းအများကြီးပဲရှိပြီပါနော်တာပြီး financial freedom ဆိုတဲ့အဆင့်ကိုရောက်သွားတဲ့လူတွေအများကြီးရှိနေပြီဖြစ်တယ်အဲ့တော့သူများတွေပေါ့နော်ဒီ system အတူတူကိုတုံးပြီးတော့အောင်မြင်ကြတဲ့အချိန်မှာကိုကပေါ့နော်ဒီ system ကိုသုံးပြီးတော့ပဲလုပ်တယ်အဲ့လိုဆိုတော့ကိုလည်းတစ်နေ့ပေါ့နော်စနစ်တကျတယ်အဲဆိုင်မှန်မှန်လောက်သွားတယ်ဆိုရင်အောင်မြင်မှုဆိုရကိုရရှိသွားမှာဖြစ်တယ်ပေါ့နော်အဲ့လိုဆိုတော့ဟုတ်ပြီအဲ့ဒီလုပ်ငန်းပြောဆိုတာကတော့ franchise model news ဖြစ်တယ်ပေါ့နော်အဲ့လိုဆိုတော့ဒီမှာဘာတွေလောက်ရတယ်လဲဆိုတဲ့ဒီကောင်ပေါ့နော်ဒီတစ်ပိုင်းကိုဆက်သွားမယ်အဲ့လိုဆိုဘာတွေလောက်ရတယ်လဲဆိုရင်ဒီကတော့ကျမတို့မှာအပိုင်းနှစ်ပိုင်းပဲပါလေပေါ့နော်ပထမတစ်ပိုင်းကတော့ကျမတို့ကဒီစီးပွားရေးရဲ့နီးစနစ်အကြောင်းပေါ့နော်အကျမတို့ကနီးစနစ်တခုနဲ့လည်းပတ်လုံးဆောင်ပေးတာပေါ့နော်အဲ့လိုဆိုတော့ဒီနီးစနစ်ရဲ့ကောင်းကြောင်းနီးစနစ်ရဲ့ပေါ့နော်လောက်ရလွယ်ကူတွေအပြီးပြချိုးကျေးဇူးတွေဒါတွေကိုပဲပေါ့နော်ကျမတို့က social media ပေါ်မှာ video file နဲ့ဒါမှမဟုတ် internet ပုံနဲ့အတန်းအားနေတဲ့စသည်အဖြစ်ပေါ့နော်ဒီ video လေးတွေလုပ်ပြီးတော့လူအများသိရပေါ့နော်ဒီကျမတို့ရဲ့စီးပွားရေးကိုကြော်ညာပေးရတယ်စီးပွားရေးပြန်လန်းကိုလူအများသိအောင်ကြော်ညာပြတဲ့ပိုင်းဒီကလှုပ်ဆောင်ရတယ်ပေါ့နော်ဒုတိယတစ်ပိုင်းကတော့ဗာလဲဆိုလို့ရှိရင်ကျမတို့ကိုကြည့်ပြီးတော့မှအဲ့လာကြတယ်ပေါ့နော်ငါရှင်အစ်စ်လေးတွေပေါ့နော်ဒီလိုလည်းပို့ရတယ် information တွေပို့ပေးရတယ်သူသိရတယ်တင်ပြရတယ်
အဲဆိုတော့သူတို့ပေါ့နော်ဒီအတိုင်းတစ်ခုဒီပေါ့နော်ကိုလုံနိုင်တဲ့အချိန်ချင်းကိုကျွန်တော်ကကိုညီပေးရတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီစီးပွားရေးမှာတယောက်ကိုကိုရင်းနေမှာပေါ့နော်ပန်းတန်ကိုအတူတူလျှောက်ကြတာဖြစ်တယ်အဲ့တော့ဆိုတော့အဓိကကတော့ဒီနေ့ဝင်လို့ရတယ်ပေါ့နော်အဲ့တော့ချမ်းရှိတဲ့အပိုင်းနေရာတွေတော့လည်းဆိုလို့ရှိရင်ကျွန်တော်က online စီးပွားရေးဖြစ်တယ်ပေါ့နော်ဒီ brand ကိုတည်ဆောက်ရဖြစ်တယ်နော်အဲ့တော့ brand တစ်ခုကိုတည်ဆောက်ရဆိုရင်ကျမတို့ဘယ်မှာဒီ social media ကြိုက်တဲ့ platform ကိုသုံးလို့ရတယ်အခုဆိုလို့ရှိရင်တော့Facebook ကို TikTok မှာလည်းအများကြီးပဲပေါ့နော်ဒီသုံးဆွဲလာကြတယ်အဲ့တော့ကျွန်တော်ကဒီက Facebook ဒီ page ကိုပြီးတော့မှအလုပ်လုပ်တယ်ပေါ့နော်တနေ့မှာ post တွေ3ချိန်တင်တယ်3ချိန်တင်ပြီးတော့မှကျွန်တော်တို့ဒီဒါဒီပညာစီးပွားရေးဓာတ်တွေပေါ့ပေါ့ပြင်ကိုရ activities တွေရတဲ့ကောင်တွေမိသားစုဘဝတွေပေါ့နော်ဒါတွေကိုချပြတယ်ပေါ့နော်ကျွန်တော်ပြပြရှင်ပါအဲ့လိုဆိုတော့ကျွန်တော်တို့တကယ်ကို real people real business ဆိုတော့ပြတာဖြစ်တယ်အဲကျွန်တော်တို့ရဲ့ page ကိုလာရောက်ပြီးတော့လေ့လာတဲ့အခါမှာအော်တကယ်ပေါ့နော်ဒါဆိုပါလေချပြထားတယ်သူရဲ့နေ့စဉ်ဘာလို့ဆောင်နေတယ်လဲဆိုချပြထားတယ်အဲနောက်စီးပွားရေးအကြောင်းကိုလည်းပေါ့နော် content နဲ့ဖန်တီးပေးထားတယ်အဲဒါဆိုလို့ရှိရင်ပေါ့ကျွန်တော်ရဲ့ page ကိုလာရောက်တဲ့သူတွေကနော်ဒါယုံကြည်ကိုရရှိတယ်ပြီးလို့ရှိရင်ပေါ့နော်ဒီ land digital page ပေါ့နော်ကျွန်တော် address လို့ရှိရင်ဒီ page မှာကျတော့တို့အတွက်ဒီပညာဘဟုတုတရဆရာဘာတွေတင်တယ်လဲဘလို့အကြောင်းအရာတွေတင်တယ်လဲပေါ့နော်ဒါတွေကိုသူတို့မှတ်သားထားပြီးတော့ပေါ့နော်ကျွန်မရဲ့ sorry ကျွန်မရဲ့ page မှာလာရောက်ပြီးတော့ပေါ့နော်သူတို့ကလဲပတ်ပြီးတော့ဒီစီးပွားရေးတောင်ကိုလေ့လာချတာဖြစ်တယ်အဲ့လိုဆိုတော့ကျွန်တော်တို့စီးပွားရေးလဲလုပ်ရင်းပေါ့နော်ကျွန်တော်တို့ရဲ့ brand တစ်ခုကိုလည်းတပြိုင်နည်းမှာတည်ဆောက်ဖြစ်တယ်ဒီ brand တည်ဆောက်တာဆိုတာကတော့ပေါ့နော်ကျွန်တော်တို့ online စီးပွားရေးပဲစီးပွားမယ်ဆိုပေါ့နော် online brand ကိုတည်ဆောက်ရတာဖြစ်တယ်အဲဆိုတော့ဒီကျွန်တော်ကနော်လက်ရှိဒီစီးပွားကိုလောက်တော့ဘူးဆိုလို့ရှိရင်လည်း online ပေါ်မှာဒီ brand တစ်ခုကိုတည်ဆောက်ပြီးတာဖြစ်တဲ့အတွက်ပေါ့နော်နေရာတစ်ခုရရှိပြီးစနစ်နေရာတခုရှိပြီးသားဖြစ်တယ်ပေါ့နော်အဲ့လိုဆိုတော့ online ပေါ်မှာ brand တစ်ခုတည်ဆောက်ရတယ်ဆိုတာကကျမတို့အချိန်ယူရတယ်ပေါ့နော်ဒီကျညာချင်းနော်ကျမတို့ကိုလူတွေသိလာတာမဟုတ်ဘူးအခုဆိုရင်ကျမတို့ကလောက်လာတာ2နှစ်ကျော်လာပြီပေါ့နော်ဒီကျမခဲ့ပြီဆိုတော့ဒါပြောအတန်တာတစ်ခုထိပေါ့နော်ကျမတို့ရဲ့ brand တစ်ခုဟိုသိရှိနေကြဖြစ်တယ်ပေါ့နော်အဲ့လိုဆိုတော့တင် post တွေတင်ရတယ်ပြီးလို့ရှိရင်เนาะကျမတို့ကtraining site ပါရှိတယ်ပေါ့เนาะဒီ video editing တွေလုပ်တာတော့ Facebook page ဖွင့်တာเนาะ social media ပေါ်မှာကြော်ညာလုပ်တာတော့เนาะဒါတွေအတွက်ကိုပေါ့เนาะကျမတို့မှာ training site ပါရှိတယ်ကိုယ့်ရဲ့ email နဲ့ password နဲ့တက်တဲ့အချိန်အားတဲ့အချိန်မှာကိုယ့်ရဲ့ email လေးလာရတယ်အဲ့တော့ဒီပညာပေါ့เนาะကိုယ့်ရဲ့ကျင့်စရာမလိုဘူးဒီလေ့လာရင်းသင်ချင်းနေမှာပေါ့เนาะအဲ့လိုလုပ်ရတာဖြစ်တယ်အဲ့တော့ဒီ training site မှာဆိုရင်တကယ်ကိုပေါ့เนาะမြန်မာလိုပြောင်းချိပြမယ်ဆိုတော့ကာကြီးကနေအဆုံးထိပေါ့နော်ဒီရှင်းပြထားတာဖြစ်တယ်ပေါ့နော်ဗီဒီယိုတူတူလေးတွေနဲ့ကျွန်တော်တို့ခု Facebook page ကိုဘယ်လိုပဲနဲ့ကြော်ညာတွေဘယ်လိုလုပ်မလဲဆိုပြရဖြစ်ပေါ့နော်ဒီလိုဗီဒီယိုဖိုင်လေးတွေကိုတစ်နေ့တစ်ပုတ်ပဲလေးလာသွားနော်တစ်နေ့တစ်ပုတ်ပဲလေးလာသွားကိုကတကယ်ကို2လ3လလောက်ကြာတဲ့အခါမှာပေါ့နော်ပညာနဲ့ပတ်သက်ပြီးတော့မှကြွကျင်လာတာဖြစ်တယ်အဲ့လိုဆိုတော့ပေါ့နော်ကိုယ့်ရဲ့ဒီပညာလေးကျွမ်းကျင်လာတဲ့ကိုရေးကိုတိုးတက်လာတယ်ပေါ့နော်ဒီ training site ဆိုတာကျွန်တော်တို့အချိန်မရွေးဝင်လို့ရတယ်နော်ဆရာမလို့ဒီမှာလို့ဆိုပြီးဆရာမလို့ဘူးပေါ့နော်အဲ့ဒီတော့ဒီ training site ကလည်းကျွန်တော်တို့လုံးဝ perfect ဖြစ်တယ်ပေါ့နော်အများအားအဖြစ်နေတဲ့ training တွေဖြစ်တယ်အဲ့တော့ကိုမသိတာမတတ်တာဒီ training site မှာလေးလာလို့ရတယ်ပေါ့နော်အကုန်လုံးကိုဒီစီးပွားကကျွန်တော်နိုင်အဲ့ဒါစီးပွားရေးဖြစ်တဲ့အတွက်ပေါ့နော် training site မှာလေးလို့မလို့အဲ့ပေါ့နော်နားလည်ဘူးဆိုလို့ရှိရင်လည်းပေါ့နော်ကျွန်တော်တို့ဒီပြင်မဲ့ coach နဲ့ဒါရှိတယ်ကျွန်တော်တို့ coach ဆိုလဲတပတ်တခါဟွာတွေဖွင့်ပေးတယ်အဲ့ဒီမှာဒီပညာမသိရင်ပေါ့နော်ကျွန်တော်တို့ကမေးလို့ရတယ်အဲ့နော်ဒီအခက်အခဲတွေကြုံလို့ရှိရင်ဖြစ်ရှင်လို့ရတယ်မေးလို့ရတယ်အဲ့နော်ကျွန်တော်အခက်အခဲဟူတမျှကိုဒီ coach ရဲ့ပါပါပါပေါ့နော်ကျွန်တော်တို့မေးမြန်းဖြစ်ရှင်လို့ရတာဖြစ်တယ်အဲ့ဒီစီကနေသူစိတ်ခေါ်လေးပြတယ်ပေါ့နော်ဒါ coach ရဲ့ပါဝါဟွာလဲကျွန်တော်တို့တက်ရတယ်တပတ်တစ်ချိန်ပေါ့နော်ပုံမှန်တက်တယ်ပြီးရင် master mind ပေါ့နော်ဒီပြန် master mind လို့ခေါ်တဲ့နိုင်ငံတကာကလည်းရှင်တွေအပြီးတော့အောင်နေပေါ့နော်အတွေ့အကြုံကိုမျှဝေပေးတယ်ဒီကနေ့မှာစမိုင်းနေတက်ရတယ်ဒါကမှကျွန်တော်နေတိုင်းပေါ့နော်အဲ့ဒီတက်ရတယ်အဲ့လိုဆိုတော့ဒီကြာတဲ့နေရာမှာလည်းပေါ့နော်ကျွန်တော်တို့သူရဲ့အတွေ့အကြုံတွေတာမကပေါ့နော်ဒီ mindset ပန်းဆိုင်ရာတို့တခြားသော subject matter တွေဖြစ်တဲ့ management တို့နော်တခြားသောဒီအကြောင်းအရာတွေအများကြီးပေါ့နော်ဒီကောင်းစင်တွေအများကြီးနဲ့ကျွန်တော်တို့အင်တာနက်ပေးဖြစ်တယ်ပေါ့နော်အဲ့လိုဆိုတော့တပတ်တစ်ခါဒီအတွေ့အကြုံတွေကိုလည်းပေါ့နော်ကျွန်တော်တို့လေ့လာခြင်းအဖြစ်ကိုယ့်ရဲ့စီးပွားရေးမှာလည်းပြန်ပြီးတော့အသုံးချလို့ရတယ်သူတို့လည်းအမြင်သွားတဲ့အတွေ့အကြုံတွေစောင့်ရန်ရှောင်ရန်တွေဒါတွေကိုပေါ့နော်ကျွန်တော်တို့မျှဝေတဲ့အခါမှာကျွန်တော်ကလည်းကိုယ့်စီးပွားမှာပြန်သုံးလို့ရတဲ့အတွက်ပေါ့နော်အချိန်တူတူနဲ့အမြင်နိုင်တဲ့စီးပွားရေးတစ်ခုဖြစ်တယ်ဒီစီးပွားရေးမှာထူးခြားတာကတော့ဗာလဲ
တရားအောင်တယောက်ကပေါ့နော် appreciate လုပ်တယ်ဝန်သားတယ်ဂုဏ်ယူတယ်နောက်ဆိုတော့အဖြစ်စီပိုက်တယ်ဒီလားပေါ့နော်အဖြစ်စီပိုက်ကျတော့တရားနဲ့တရားတိုင်းဆိုင်တယောက်တိုးတက်အောင်ရင်တယောက်ကမနာလို့ဒါမျိုးတွေရှိတယ်ပေါ့နော်ကျမတို့စီးပွားရေးမှာကြတော့နောက်တယောက်တိုးတက်ရင်တယောက်ကဆွဲခေါ်တဲ့ဒီ community အတွက်ပေါ့နော်ဒီဘာဖြစ်နေလဲဆိုတာအများနဲ့စဉ်းစားပြီးတော့မှပေါ့နော်ဒီကလုပ်ပေးတာဖြစ်တယ်တကယ်ဆိုရင်ဒီကျမတို့ရဲ့ရှိကစီးနေတယ်ပေါ့နော် time freedom financial freedom ဆိုတဲ့စိတ်ရှိပါကြပြီသူတို့အတွက်ငွေဆိုတာလည်းတော့တကယ်ကိုပေါ့နော်ကျမဆော့ဆော့တော့ဖြစ်နေပြီပေါ့နော်အချိန်နဲ့ညစက္ကန့်နဲ့ငွေရရှိနေတာဖြစ်တယ်ဒါပေမဲ့ပေါ့နော်သူကဒီဘက်ကိုတော့အခုမျိုးအခုမှဝင်ရောက်လာတယ်ပေါ့နော်လုပ်ငန်းရှင်တွေအောင်စီချင်တဲ့အတွက်သူတို့တင်ရလေးမရဒါတွေကိုတင်ကြတာပေးတယ်ပေါ့နော် training system မှာကျွန်တော်တို့တော့ volunteer လုပ်ပြီးတော့မှတင်ပြပေးတဲ့ daily topic ဆိုတာတွေပါရှိတယ်เนาะဒီဟာတွေကိုလည်းပေါ့နော်ကျွန်တော်တို့မှာအားရင်အားတလို့တက်လို့ရတာဖြစ်တယ်เนาะကိုကြိုက်တဲ့ခေါင်းစဉ်ကိုရွေးပြီးတော့မှအချိန်မီတက်လို့ရတာဖြစ်တယ်ဆိုတော့ဒီလာစရာသင်ယူစရာကတော့ပေါ့နော်ဒီစပိုင်းမှာမကုန်နိုင်ပါဘူးအချိန်ဒီတော့ကျွန်တော်တို့ကနော်ဟိုနေ့စဉ်နဲ့လေးလာနေလဲပေါ့အဲ့ကိုချိန်ရတော့ဘူးပေါ့ဒါပေမဲ့လည်းပေါ့နော်ဒါကကိုယ့်ပေါ်မှာပဲမူတည်တယ်ပေါ့ဆိုတော့လေးလာရတာသင်ယူစရာဒါမျိုးတွေရှိနေလဲပေါ့နော်စိတ်ဝင်စားတဲ့လူဟိုဒါမျိုးလေးတွေလည်းရှိတယ်ပေါ့နော်ဒါပေမဲ့ကိုပိုင်စီးပွားရေးလုပ်နေတဲ့အတွက်တော့ပေါ့နော်ကျွန်တော်ကကိုနဲ့ပတ်သက်ရဆက်ဆက်ရဒီပညာဒါတွေကိုလေးလာနေရတဲ့ပေါ့ဒီအကပိုင်စီးပွားရေးဖြစ်တယ်ဒီစီးပွားရေးဖြစ်တယ် founder ဖြစ်တယ်ပေါ့နော်အဲ့တော့ကိုယ့်ကိုဘယ်သူကလာပြီးတော့ခိုင်းတဲ့လူမရှိဘူးလောက်ပါတရားပြီးတော့ပါဒါမျိုးတွေနော်နေလိုက်ရှိပေါ့နော်ဆိုတော့ခိုင်းမဲ့လူမရှိတဲ့အတွက်ကြောင့်မလုပ်ဘူးဆိုလို့ရှင်ကတော့လေပေါ့နော်ကိုပိုင်းစီးပွားရေးတွေဟုတ်တော့မလဲပေါ့နော်ဝန်ထမ်းကျမတို့ကဝန်ထမ်း mindset ပဲရှိတာလေအစားတော့ကနော်အဲ့တော့ဝန်ထမ်း mindset ကိုဖြတ်ပြီးပါ empire mindset ဆိုတဲ့ဒီလုပ်ငန်းရှင်ပေါ့နော် entrepreneur mindset ပြောင်းဖို့လိုတယ်ပေါ့နော်အဲ့ဒီလိုပြောင်းလာတာရင်ကိုကဒီနေရာဆိုလည်းဘယ်လိုလုပ်ရမလဲကိုနေရာဆိုလည်းဘယ်လိုလုပ်ရင်ကောင်းမလဲဒါမျိုးတွေ idea နဲ့ကို creation လုပ်သွားတဲ့အခါမှာပေါ့နော်ဒီစီပါရေးဟာမြန်ဆန်တိုးတက်အောင်မြင်တာဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့နော်ဒီနိုင်ငံတကာအောင်မြင်ပြီးသားလူတွေရဲ့ပေါ့နော်ငါရှင်တွေအတွေ့အကြုံတွေနိနာနေတရားတွေဒါတွေကိုယူဖို့အတွက်လဲပေါ့နော်ဒါမီလီယံနာမာစတာမိုက်ဆိုတာတက်ရတာဖြစ်တယ်ပေါ့နော်အဲ့ဆိုတော့အဓိကကတော့ဒီမီလီယံမာနက်မဆာမိုက်တဲ့ကိုရှိအဝါတက်တယ်အပြီးအချင်းချင်းပေါ့နော် supportive community လို့ခေါ်တယ် community မှာတယောက်နဲ့တယောက်မတိတာမေးကြတယ်နောက်ပြီးရင်ဒီစီးပွားရေးအကြောင်းကိုပေါ့နော်အခုလိုကျမတို့ဆိုတော့ဒီ challenge ပေါ့နော်ဒါတွေအုပ်စုလိုက်ပေါ့နော်ဝေထားတယ်ဒါကတော့ဗာလဲဆိုရင်ဒါတွေပေါ်လာတယ်ပေါ့နော်ဒီခွင့်လန်းတွေကိုသိစေချင်တယ်ကျမတို့ကပြန်ပြီးတော့မျှဝေပေးခြင်းဖြစ်တယ်ပေါ့နော်အဲ့လိုဆိုတော့အဓိကလိုတဲ့အပိုင်းကတော့နော်ကျမတို့ကဒီစီးပွားရေးရဲ့အခွင့်အလမ်းကိုလူများပြောင်း social media ဟိုမှာကြော်ညာတဲ့အရာကိုဒီကလုပ်တယ်ဒုတိယတစ်ခုကတော့အတိတ်ရောက်လာတဲ့ပေါ့နော်ကို GP လက်တွဲလာတဲ့လမ်းရှင်လေးတွေကိုကူညီပေးတယ်ပန်းနံကိုတူတူရှောက်ကြတယ်ဒီနှစ်ခုကိုအဓိကလုပ်ရတယ်ဂျန်နဲ့အပိုပေါ့နော်အပိုလို့ပြောရမလားကျမတို့ brand တစ်ခုကိုတည်ဆောက်ဖို့အတွက်ဆိုရင်တော့ပေါ့နော်ကျမတို့မှာ Facebook page ကိုဖွင့်ပြီးတော့မှာပေါ့နော်ဒီ post တွေတင်တယ်ပြီးရင် live တွေသွားတယ်နော်အချင်းပေါ့နော်တရားနဲ့တရားပြမကူညီရင်းနဲ့သွားကြတာဖြစ်တယ်ပြီးရင်အပိသားလုပ်ငန်းရှင်တွေရဲ့ရန်ကုန်ဆိုင်တဲ့စိတ်ခေါ်ပြတဲ့အချိန်အဝါတက်တယ်ခရင် site ဆိုတာကတော့အချိန်ကြီးပေါ့နော်ကျွန်တော်တို့အားရင်အားတယ်လို့သွားပြီးတော့မှနီးပညာတွေကိုလေ့လာတယ်ပေါ့နော်ဒီဟာတွေလုံးချင်းအဖြစ်ပေါ့ကျွန်တော်တို့ကဒီစီးပါမှာငွေတစ်ခုတည်းရတာမဟုတ်ပဲねပေါ့နော်ကျွန်တော်တို့ရဲ့ကိုယ်ရည်ကိုယ်သွေးတွေတိုးတက်လာတယ်အချိန်ကိုစနစ်တကျစီမံခန့်ခွဲနိုင်လာတယ်နောက်ပြီးလို့ရှိရင်ကိုယ့်ရဲ့ comfort zone ရုံထွက်ပြီးတော့မှာပေါ့နော်တကယ်ကိုဟိုလုံးဝပေါ့နော်တခြားလူတယောက်တော့တွင်ပြောင်းသွားတာဖြစ်တယ်ပေါ့နော်ဒီစီးပါရေးရဲ့အကျိုးကျေးဇူးကတော့ပေါ့နော်အများကြီးပဲပေါ့ပြောရင်တော့နော်အဲ့လိုဆိုတော့ဒီစီးပါမှာလုပ်ရတာတွေကတော့ဒီလောက်ပဲပေါ့နော်အဲ့တော့ကိုပိုင်စီးပွားရေးရဲ့ CEO founder ဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီစီးပွားရေးရဲ့အောင်မြင်ဖို့ကြက်ရှုံဖို့ဆိုတာကပေါ့ပါတယ်ဒီလေကိုဘလောက် creation လုပ်နိုင်တယ်လဲကိုဘလောက်အချိန်ပေးနိုင်တယ်လဲကိုစူးစမ်းမှုဘလောက်ရှိတယ်လဲ design မှကောလုပ်ရလားဇွဲမလျှော့ပဲနဲ့ပေါ့နော်အောင်မြင်မှုဆိုတဲ့အရာကိုလူချင်းချင်းနဲ့လုပ်တာဒါမျိုးလေးပေါ့နော်အများကြီးစားပြတာဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဆက်ပါဆိုင်ရပါလေပေါ့နော်ဒီစီပါမှာအရင်ကအရေးကြီးပါတယ်အဲ့ဒါလေးကိုလည်းပေါ့နော်ကျွန်တော်ရဲ့ဒီနိုင်ငံတကာလည်းရှိရတယ်ကျွန်တော်တို့ training ပေးတယ်အဲ့နော်ဒီဆိုင်မှာလည်းပါတယ်ဆိုတော့ဒါမျိုးတွေကကိုလေးလာတယ်လို့ပေါ့နော်ကိုအတွက်ကြီးဖြစ်တယ်ပေါ့ဒီစီးပွားရေးမှာနော်အားကြဘဲဆုံးတောင်းဆောင်ကကျမတို့ကိုတိုးတက်ပေးနိုင်တဲ့စီးပွားရေးကိုဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ကောင်းကိုရပြီးတော့လေးလာဖို့ဖိတ်ခေါ်ရင်းနဲ့ပေါ့နော်ဒီနေ့ညတော့ပေါ့နော်ဒီလောက်ပဲမျှဝေချင်ပါတယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်မမိုးကျော်တင်လို့သွားလဲအရန်ပြည့်စုံတယ်ပေါ့နော်ဆိုတော့ကျမတို့ဒီစီးပွားရေးစိတ်ဝင်စားတဲ့သူတွေက
ဒါစီးပွားရေးဆိုပြီးတော့ဘာစီးပွားဘလို့အလုပ်မျိုးလဲပေါ့နော်သူတို့တချို့ကြတော့လဲထင်ကြတယ်ဒါအလုပ်ပေါ့နော်နန်းအလုပ်လို့ထင်တယ်တစ်လဝင်ငွေဘယ်လောက်ရလဲဘာလုပ်ရတာလဲဆိုပြီးတော့မေးတဲ့သူတွေအများကြီးရှိတာပေါ့နော်ဒါကြောင့်မလို့ကျမတို့ကဒီမေးခွန်းလေးတွေကိုလည်းအများတန်းကျမတို့လည်းဖြေပေးတယ်ပေါ့နော်ဒါပေမဲ့လည်းသိတဲ့အတိုင်းပဲ Facebook ကဒါရက်30တစ်လပဲဗီဒီယိုတွေဒီ live တွေဆိုရင်ထားပေးတာပေါ့နော်တစ်လားကျော်လို့ရှင်သူကဖြတ်ပြတာဖြစ်တယ်ဒါကြောင့်မလို့ကျမတို့ကထပ်ပြီးတော့ပေါ့နော်ဒီမေးခွန်းလေးတွေကို sharing လုပ်ပေးတာဖြစ်တယ်ပေါ့နော်ဆိုတော့ကျမတို့ဒီ digital business ဆိုတာကဒါမမိုးလည်းအများကြီး sharing လုပ်သွားပြီဒါ100%ကျမတို့ဒါ online မှာလုပ်ရတဲ့ဒါကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့ဒီအလုံးနဲ့ဒီဘယ်လိုပြောမလဲဝန်ထမ်းအလုံးနဲ့ကိုယ်ပိုင်စီးပွားရေးနဲ့ကွဲပြားတာကိုပြပြတာပေါ့နော်ဆိုတော့ဒီစီးပွားရေးကတကယ်ကိုမှlegitimate business ဖြစ်တယ်ကျမတို့ဘယ်နိုင်ငံမှာပဲနေကျမတို့လုပ်လို့ရတဲ့ဒါစီးပွားရေးအမျိုးအစားဖြစ်တယ်ပေါ့နော်ဆိုတော့ကျမတို့ဒီပေါ့နော်ကျမတို့ဒီစီးပွားရေးမှာကောင်းတာပါလဲဆိုရင်ကျမတို့ဈေးရောင်းစရာမလိုဘူးလူခေါ်စရာမလိုဘူးခုနမမိုးပြောသလိုပေါ့နော်ကျမတို့ဒီစီးပွားရေးမှာဒီစီးပွားရေးရဲ့ကောင်းမွန်တဲ့အခွင့်အလမ်းတွေကိုပဲကျမတို့ကြော်ညာတယ်ဒီ Facebook တို့ YouTube တို့ TikTok တို့ပေါ့နော်ကိုကြိုက်တဲ့ platform မှာကျမတို့စီးပွားရေးအခွင့်အလမ်းတွေကိုကြော်ညာတယ်ကျမတို့ကြော်ညာကိုတွေ့ပြီးတော့စိတ်ဝင်စားတဲ့သူတွေကကျမတို့ website မှာဝင်ပြီးတော့လေ့လာပြီးတော့ပို့ပြီးတော့စိတ်ဝင်စားတယ်ဆိုရင်149သွင်းပြီးတော့နောက်တစ်ဆင့်ကိုဆက်လေ့လာပြီးတော့သူတို့ကြိုက်တယ်ဆိုမှကျမတို့ဒီစီးပွားရေးလုပ်ငန်း ID ယူပြီးတော့တရားဝင်ပေါ့နော် business owner တယောက်အနေနဲ့ကျမတို့လုပ်ကင်ရတာပေါ့နော်ဒါကတော့ဒီစီးပွားရေးရဲ့ process အဆင့်ဆင့်လေးတွေဖြစ်တယ်အဲ့တော့ကျမတို့ကပြောချင်တာကကျမတို့ကြော်ညာလွှင့်လိုက်တယ်ဆိုရင်နိုင်ငံကျမတို့ကြော်ညာလွှင့်တဲ့နေရာမှာလဲကိုရွေးချယ်လို့ရတာပေါ့နော်ဘယ်နိုင်ငံကိုလွှင့်ချင်တာလဲအသက်ဘယ်လောက်တွေကိုလွှင့်ချင်တာလဲအမျိုးသားလားအမျိုးသမီးလားဘယ်လိုလူမျိုးတွေကိုကျမတို့ target ထားချင်တာလဲဆိုတာကကျမတို့ training site မှာအကုန်လုံးသင်ပေးတာဖြစ်တယ်ပေါ့နော်အဲ့တော့ကျမတို့ဒီစီးပွားရေးကပြီးလို့ရှိရင်လည်းဒါဈေးရောက်စရာမလိုဘူးလို့ကျမပြောတယ်ပေါ့နော်ဒါပေမဲ့လည်းကျမတို့ဒီစီးပွားရေးမှာလက်တွဲထားတဲ့ company တွေရှိတယ် affiliate ဘယ်လိုပြောမလဲတွေပေါ့နော်ဆိုတော့ကျမတို့လက်တွဲထားတဲ့ company တွေကအရန်ကိုမှခိုင်မာတယ်ပေါ့နော်တက်ဘယ်လိုပြောမလဲတက်တန်းအနေနဲ့ပြောရမယ်ဆိုရင်52နှစ်ပြည့်ပြီပေါ့နော်52နှစ်ထဲမှာရောက်နေပြီတကယ်ကိုမှခိုင်မာတဲ့ဒါ company တွေဈေးကွက်မှာပေါ့နော်ဒီလောက်အကြာကြီးဒါရက်တည်နေတဲ့ဆိုတဲ့ကိုကဒီ company ကတကယ်ကိုမှကောင်းမွန်တဲ့ခိုင်မာတဲ့ company ဖြစ်တဲ့အတွက်ကြောင့်မလို့ရက်တည်နိုင်တာဖြစ်တယ်အဲ့တော့အခုဆိုလို့ရှိရင်ကျမတို့နိုင်ငံပေါင်း29နိုင်ငံမှာရုံးဝယ်ပေါင်း44ရုံးနဲ့ပေါ့နော်တရားဝင်ကျမတို့ဒါဖွင့်လှစ်ပြီးရမှာရက်တည်နေတဲ့ company တွေဖြစ်တယ်ဆိုတော့ကိုပိုင်ပစ္စည်းဒီစီးပွားရေးမှာကျမကိုပိုင်ပစ္စည်းလည်းထုတ်စရာမလိုဘူးကျမတို့ဘယ်ပစ္စည်းကိုရောင်းပြီးဘယ်လိုလုပ်ရမယ်ဆိုတော့အရာတွေလည်းကျမတို့လုပ်စရာမလိုဘူးပေါ့နော်ခုနပြောတဲ့အဓိကကဘာလဲဆိုတော့ကျမတို့ဒီစီးပွားရေးမှာ system နဲ့သွားတာဖြစ်တယ် system ကအဓိကအလုပ်လုပ်ပေးတယ်ကျမတို့ဒီ system ကိုပဲရောင်းတာပေါ့နော်ပြောရမယ်ဆိုရင်ဆိုတော့ဒီ system ကိုကြိုက်တယ်ပေါ့နော်ဒီလိုမျိုးစီးပွားရေးကျမတို့လုပ်ချင်တယ်ဒါပေမဲ့ကို့မှာအတွေ့အကြုံတွေမရှိဘူးနေပညာတွေမတက်ဘူးဒါပေမဲ့ online မှာစီးပွားရေးလုပ်ပြီးတော့အပေါ်ဝင်ငွေရချင်တဲ့သူတွေတကယ်ကိုမှ busy ပေါ့နော်တကယ်ကိုမှအချိန်မပေးနိုင်တဲ့သူတွေဒီစီးပွားရေးတစ်ခုကိုလုပ်ချင်တဲ့သူတွေပေါ့နော်တရက်ကို1နာရီ2နာရီလောက်ပဲရတယ်အပေါ်ဝင်ငွေရှာချင်တယ်ပေါ့နော်ဒါပေမဲ့သူတို့မှာဘာလို့အမှမသိဘူးဆိုတဲ့သူတွေအတွက်ဒါအခွင့်အရေးဖြစ်တယ်ဆိုတော့ဒီလိုမျိုးအခွင့်အရေးကိုရှာနေတဲ့သူတွေအတွက်ဒီစီးပွားရေးက business model က design ဆွဲထားတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီစီးပွားရေးကိုလုပ်မယ်ဆိုရင်ကျမတို့အတွေ့အကြုံမရှိလဲရတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့မှာပေးထားတဲ့ဒါ lifetime training site ဆိုတာရှိတယ်ပေါ့နော်ကိုကလုပ်ငန်း ID ရပြီဆိုတာနဲ့ဒီ training site က unlock ဖြစ်သွားတယ်အဲ့တော့ training site မှာကျမတို့က step by step ဒါသင်ယူလေ့လာရင်းနဲ့လုပ်သွားမယ်ဆိုရင်ကျမတို့မလုပ်နိုင်စရာအကြောင်းမရှိဘူးပေါ့နော်ဆိုတော့ကျမတို့မှာဒီmentor coach တွေလည်းထားပေးတယ် community support လည်းကောင်းတယ်ပေါ့နော်ဒါကြောင့်မို့လို့ကျမတို့ဘက်ကသင်ယူလေ့လာခြင်းနဲ့စိတ်ရှိမယ်ဇွဲရှိတယ်ဆိုလို့ရှိရင်ကျမတို့ဒီစီးပွားရေးကမလုပ်နိုင်စရာအကြောင်းမရှိဘူးပေါ့နော်ပြီးရင်ကောင်းတာကဘာလဲဆိုတော့ကျမတို့ဒီစီးပွားရေးလုပ်လို့ကိုကမသိလို့အပြင်မှာသွားပြီးတော့တော့မလားသင်တန်းတွေပေါ့နော်ဒီပတ်စံကုန်ခံပြီးတော့သင်တန်းတွေတက်စရာလည်းမလိုဘူးဒီ training site မှာကျမတို့အတွက်0ကနေ professional တယောက်ဖြစ်တဲ့အထိအကုန်လုံးကိုသင်ပေးတာဖြစ်တယ်ပေါ့နော်အဲ့တော့ကျမတို့ကဒီစီးပွားရေးကပြောရမယ်ဆိုရင် learning man honey ကျမတို့သင်ယူလေ့လာရင်းနဲ့ကျမတို့လုပ်ရမယ့်အပိုင်းတွေကျမတို့ဒါ post တင်တာတွေကြော်ညာလုပ်တာတွေဗီဒီယိုတွေလုပ်တာတွေပေါ့နော် creation တွေအကုန်လုံးကိုကျမတို့သင်ပေးတယ်သင်ပေးရင်းနဲ့ကိုက design မမတ်လုပ်သွားရင်းနဲ့ personal brand ကိုလည်းတည်ဆောက်တယ်ပြီးတော့တစ်ဖက်မှာလည်းကျမတို့က honey ဆိုတဲ့ဒါ income ကလည်းကျမတို့တပြိုင်တည်းထဲရတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီစီးပွားရေးကတကယ်တော့ the more you learn the more you earn business တခုဖြစ်တယ်ကိုကဘလောက်ထိသင်ယူလေ့လာနိုင်တယ်လဲဘလောက်ထိအချိန်ပေးနိုင်လဲဘလောက်ထိ commitment ထားလဲဆိုပြီးတော့ဒီကို့အပေါ်မှာမူတည်တာပေါ့နော်ကိုကတကယ်ကိုမှဒီစီးပွားရေးကိုကိုယ့်ရဲ့
ဒီ plan A တခုအနေနဲ့ကိုက treat လုပ်ပြီးတော့တည်တည်ဆာဆာလေးလုပ်မယ်ဆိုရင်ဒီစီးပွားရေးကကျမတို့ဘယ်ထိရနိုင်လဲဆိုတော့ life changing ပေါ့နော်ကျမတို့ရဲ့ life ကိုတကယ်ပြောင်းလဲပေးနိုင်တဲ့ဒါစီးပွားရေးတစ်ခုဖြစ်တယ်ကျမတို့အရှိမလှုပ်သွားတဲ့senior တွေဆိုလို့ရှိရင်လည်းအများကြီးပဲပေါ့နော်အောင်မြင်နေတဲ့သူအများကြီးရှိတယ်တချို့ဆိုလို့ရှိရင်ကျမတို့3-5နှစ်အတွင်းမှာကိုမှဒီပင်စင်ပေါ့နော် passive income ဆိုတဲ့အရာတွေကိုရနေတာဖြစ်တယ်တချို့ဆိုလို့ရှိရင်ပင်စင်2000တို့3000တို့ပေါ့နော်ဆိုတော့ဒီလောက်အထိပါအောင်မြင်နေကြတဲ့သူတွေအများကြီးရှိတယ်ပြီးတော့ဒီစီးပွားရေးကတကယ်ကိုမှဒါ real business real people ပေါ့နော်ကိုကိုယ်တိုင်မြင်လို့ရတယ်ကျမတို့ second step 149တွင်းပြီးတော့လေ့လာတဲ့အဆင့်မှာကျမတို့ဒီ community တွေဝင်ခွင့်ရတာပေါ့နော်ဝင်ခွင့်ရတယ်ဒီ community တွေမှာတကယ်ပဲလှုပ်ပြီးတော့တကယ်အောင်မြင်နေကြလားဆိုတာကိုကိုယ်တိုင်ပေါ့နော်ဒီကြည့်လို့ရတယ်မြင်လို့ရတယ်ဆိုတော့ဒါတွေကတကယ်ကိုမှမှန်ကန်တဲ့စီးပွားရေးဖြစ်တဲ့အတွက်ကျမတို့လေ့လာတဲ့သူတွေအနေနဲ့မနစ်နာရအောင်ပေါ့နော်ကျမတို့ဒီစီးပွားရေးကတကားဖွင့်ပေးထားတာဖြစ်တယ်ဆိုတော့လေ့လာဖို့အဆင့်ကတော့2ဆင့်နဲ့သတ်မှတ်ထားတာပေါ့နော်ဆိုတော့ပထမအဆင့်အနေနဲ့ဆိုရင်ကျမတို့ပထမအဆင့်အနေနဲ့လေ့လာမယ်ဆိုရင်ကျမတို့ဒီလူတိုင်းမှာပေါ့နော်ကျမ website ကိုစီရှိရဲ www. နဲ့စထားတဲ့အရာတွေက website တွေပေါ့နော်ဆိုတော့ကိုကြိုက်တဲ့သူရှိမှာဒါ register လုပ်ပြီးတော့လေ့လာမယ်ဆိုလို့ရှိရင်ပထမဆုံးပေါ့နော်ဒါမိနစ်60ဒါ workshop video မှာကြည့်ပြီးတော့လေ့လာရမှာဖြစ်တယ်ဆိုတော့ဒီအဆင့်မှာကျမတို့ကစီးပွားရေးအကြောင်းပေါ့နော်ဒီ overview ပေါ့နော်ဒါလို့ပြောမလဲအခြေခံသဘောတရားပေါ့နော် system အကြောင်းတွေကိုရှင်းပြထားတာဖြစ်တယ်ဆိုတော့ဒါကိုကြည့်ရုံနဲ့တော့ကျမတို့ကစီးပွားရေးအကြောင်းအသေးစိတ်ကိုဘယ်လို့မှမသိနိုင်ဘူးဆိုတော့ကျမတို့လူတိုင်းစိတ်ဝင်စားတဲ့ဝင်ငွေဘယ်လောက်ရမှာလဲအရင်းဒီဘယ်လောက်ရှိတာလဲပေါ့နော်တစ်လဝင်ငွေဘယ်လောက်ရတာလဲဒါတွေအကြောင်းကိုပေါ့နော်ဒါအသေးစိတ်ကိုတွားကျင်နေဆိုရင်တော့ကျမတို့ second step ဒါ149 member ကြီးယာယီသွင်းပြီးတော့လေ့လာတဲ့အဆင့်ကိုသွားမှာဖြစ်တယ်ဆိုတော့ဒီအဆင့်မှာတော့အကုန်လုံးပေါ့နော်ကျမတို့ဗီဒီယို9ခုနဲ့2နာရီခွဲ3နာရီကျော်3နာရီလောက်ပေါ့နော်ရှိတဲ့ဗီဒီယိုတွေကိုကျမတို့ကကြည့်ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုတွေကိုကြည့်ဖို့ပေါ့နော်ကျမတို့ကရက်ပေါင်း30လဲပေးထားတယ်ဆိုတော့ကိုကစိတ်ကြိုက်လေ့လာလို့ရတာပေါ့နော်ကိုကလေ့လာလို့ရတယ်ပြီးလို့ရှိရင်ကျမတို့ mentor တွေရှိမှလည်းမေးလို့ရတာပေါ့နော်ဆိုတော့ဒီလိုမျိုးကိုကစိတ်ကြိုက်လေ့လာပြီးလို့ကိုနဲ့ကိုက်ညီတယ်ဆိုလို့ရှိရင်ကျမတို့လုပ်ငန်း ID ယူပြီးတော့တရားဝင်လုပ်ဖို့ပေါ့နော်လုပ်ငန်းရှင်တယောက်အနေနဲ့လုပ်ကင်ဖို့ကျမတို့ရှေ့ဆက်သွားရမှာဖြစ်တယ်တကယ်လို့ကိုကလေ့လာပြီးတော့မကြိုက်ဘူးဆိုလို့ရှိရင်လည်းဒါကိစ္စမရှိဘူးလုံးဝအရှုံးမရှိဘူးပေါ့နော်ဒါရက်30အတွင်းမှာကိုရှင်ကော appointment မယူခင်ကျမတို့149ကိုဒါ refund ပြန်တောင်းလို့ရတယ်ပေါ့နော်ဒါကြောင့်မို့လို့ကျမတို့ကဒီစီးပွားရေးကလူတိုင်းအတွက်ပြောရမယ်ဆိုလို့ရှင်တော့ free လေးလာခွင့်ပေးထားတဲ့သဘောမျိုးပဲပေါ့နော်ဆိုတော့ဒါပေမဲ့တယောက်နဲ့တယောက်ကလည်းဒါစိတ်ပါဝင်စားမှုချင်းမတူဘူးပေါ့နော်တချို့ကြတော့လည်းကျန်တဲ့သူတွေဆိုလို့ရှိရင်ဒီ free webinar လောက်တဲ့ရက်သွားတယ်ပေါ့နော်ဒါပေမဲ့တကယ်ကိုမှစိတ်ဝင်စားတယ်ဒီစီးပွားရေးအကြောင်းကိုတကယ်ကိုမှအထက်ဒီဝင်လေးလာခြင်းတဲ့သူတွေကကြတော့ဒါ149တွင်းပြီးတော့လေးလာကြတယ်လေးလာပြီးတော့တကယ်စီးပွားရေးအခွင့်အလမ်းကိုကြိုက်တဲ့သူတွေကတော့လုပ်ငန်း ID ယူပြီးတော့ပေါ့နော်တရားဝင်လုပ်ကင်ကြတာဖြစ်တယ်ပေါ့နော်အဲ့တော့မိတ်ဆွေနဲ့တကယ်လို့ကိုကပေါ့နော်စီးပွားရေးအကြောင်းကိုဒါတည်တည်ရှာလေးလေးလာပြီးတော့လောက်ကင်ခြင်းနဲ့ဆိုရင်တော့ကျမတို့ညီမတွေကဒါမန်တာတွေအနေနဲ့ကိုညီလမ်းပြပေးမှာဖြစ်ပါတယ်ရှင်ဆိုတော့ဒီနေ့topic လေးရတော့ပေါ့နော်ဒီကျမတို့ညီမနှစ်ယောက် sharing လုပ်သွားတာလဲတော်တော်လေးပြည့်စုံပြီပေါ့နော်ဆိုတော့ဒီမှာပဲကျမတို့ရန်နာလိုက်မှာဖြစ်ပါတယ်ဒီနေ့ကတော့ကျမတို့လူမစုံဘူးပေါ့နော်နှစ်ယောက်တည်းဖြစ်တယ်ပေါ့ဆိုတော့နောက်နေ့တွေမှာတော့ကျမတို့လူစုံမယ်လို့တော့ထင်တယ်ပေါ့နော်နောက်နေ့တွေမှာလည်းကျမမတူညီတဲ့ topic လေးတွေနဲ့ပြန်လာပြီးတော့ sharing လုပ်ပေးမှာဖြစ်ပါတယ်ဆိုတော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်bye bye